တရားနာခြင်းဟာစိတ်နှလုံးကိုချမ်းမြေစေတယ်အတိညာကိုတိုးစေတယ်မတည်သေးတာကိုသိရတယ်တည်ပြီးသားကိုပို့ပြီးတော့အမြင်ရှင်းစေတယ်ပေါ့တချို့တရားဒေသနာတွေကမမျှော်မှန်းနိုင်လောက်တဲ့ပြောင်းလဲမှုတွေကိုဖြစ်စေနိုင်တယ်နားထောင်လိုက်ရလို့ရှိရင်ဘုံကဘာလို့သွားပြီးတော့အမှတ်ရလဲဆိုတော့မေတ္တာတုတ်တရားဒေသနာကိုမြတ်စွာဘုရားဟောတော့ယဟန်တော်900တောထဲမှာတရားအထုတ်နေကြတာဒီတို့ကြားဦးရတယ်နော်နတ်တွေကနှောင့်ယှက်လို့ကျောင်းတော်ကိုပြန်လာတော့မြတ်စွာဘုရားမေတ္တာတရားထားဖို့သင်ပေးပြီးတော့အဲ့ဒီတောထဲကိုပဲပြန်လွတ်တာဒါမေတ္တာတရားနဲ့နေရင်းနဲ့တရားအထုတ်တော့နတ်တွေနဲ့လည်းအရှင်ပြေးပြီးတော့တရားတွေတိုးတက်တယ်ပေါ့အဲ့ဒီအချိန်မှာအရင်စဉ်းစားမိတာလေးတစ်ခုကမြတ်စွာဘုရားကတရားတော်တွေကိုတရားတိုးတက်နေတာကိုသိတဲ့အတွက်ကြောင့်ကုံဘူပမံကာယမိမံဝိတိတဝါနဂရုပမံစိတ္တမိတံတပိတဝါယောတိထမာရံပညာဝုဒေနဇိတင်စာရခေအန္တိဝေတနောတိယဆိုတဲ့ဂါထာလေးကိုတကူတော်နဲ့ကြွပြီးတော့မြတ်စွာဘုရားဟောတယ်ဒီခန္ဓာကိုယ်ကြီးကိုပျက်စီးလွယ်တဲ့အတွက်ကြောင့်မြေအိုးတစ်လုံးနဲ့တူတယ်လို့သိရမယ်မိမိရဲ့စိတ်ကိုတော့ကိလေသာဒီဟုသောရန်သူတွေမဝင်နိုင်အောင်နော်ခိုင်မာအောင်တိဆောက်ထားတဲ့မြို့ကြီးတစ်ပွဲဖြစ်အောင်လုပ်ရမယ်ကိလေသာဒီဟုသောရန်သူကိုပညာဒီဟုသောလက်နက်ဖြင့်ရှစ်ထိုးရမယ်အောင်အပြီးတီကိုစောင့်ရှောက်ရမယ်အောင်မြင်မှုကိုမရင်မှုရဘူးလို့အဲ့ဒီလိုအတိတ်ပဲရှိတယ်သောတော်ကဂါထာလေးကအဲ့ဒါကိုမြတ်စွာဘုရားကြွပြီးတော့ဟောတော့အဲ့ဒီယဟန်တော်တွေယဟန္တာဖြစ်ကြတယ်လို့ဆိုတယ်